အားလုံးပဲမင်္ဂလာပါဟောဒီ flash share ကနေကြိုဆိုလိုက်ပါတယ်ခုကမိုးရတွေရောက်ပြီဆိုတော့မိုးရတွေနဲ့ live ဖတ်မယ်ဒီတော့မျိုး3မျိုးတည်းပဲလား3မျိုးဆိုတာယောက်ျားလားမိန်းမလားဆိုတော့အကြောင်းအရာလေးကိုစလိုက်ရအောင်ကျွန်တော်ကလေလူများလေးလို့ရေမွေးပလင်းနဲ့မယ်တွေခေါ်ပြီးတော့ဘေးရကောင်းတာပြောရဲဆိုတာထက်ကျွန်တော်ထူးခြားတဲ့ဟာလေးတခုစဉ်းစားရအဲ့ဒါလေးကြိုက်မလားမဟုတ်ရင်ဒီဘက် option မှာဒီဘက် option မှာပုံမှန်လူများလေးလိုမျိုး3မျိုးပဲယူမလားကျွန်တော်ပေးချင်တဲ့ထူးခြားတဲ့ idea လေးရှိမလားကျွန်တော်များလေးလိုမျိုးလည်းလုပ်ပေးမယ်ဒါပေမဲ့ကျွန်တော်ရောင်းဖို့လုပ်တာမဟုတ်ဘူးကျွန်တော်မှမရှိတဲ့ရေမွေးလည်းဖြစ်မယ်ရှိတဲ့ရေမွေးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ကျွန်တော်စမ်းပြီးတဲ့ရေမွေးလည်းဖြစ်နိုင်တယ်လို့ကျွန်တော်ကောင်းမဲ့ထင်တဲ့ရေမွေးလည်းဖြစ်နိုင်တယ်တစ်မျိုး3ခုစီလုပ်ပေးမယ်ဘာလဲဆိုရင် iris ကတစ်မျိုး boundary sun နဲ့ iris က3မျိုးsmoky sun နဲ့ဟာက3မျိုးပြီးရင်မိုးရဒီနဲ့နည်းနည်း live ဖတ်မှတ်တင်တဲ့ဟာမျိုး live လုပ်ပေးမယ်မိန်းကလေးမှလည်းကျွန်တော်ကောင်းမဲ့တင်တဲ့ဟာ3မျိုးချင်းစီရွေးထည့်ပေးမယ်ဗျာအသီးနှံဆိုလည်းအသီးနှံ3မျိုး floral ဆိုလည်း floral 3မျိုးချိုအီ vanilla ဆိုလည်း vanilla ဂေါ်မုန်းဤဒီဘက်စားခြင်းစပွဲဖြစ်တဲ့ဟာဆိုလဲ3မျိုးဟိုယောက်ျားတော့6လုံးမိန်းမတော့6လုံးလောက်ပေးမယ်ကျွန်တော်ရောင်းခြင်းလို့လောက်တာမဟုတ်ဘူးเนาะကျွန်တော်မှရှိချင်မှလည်းရှိမယ်မရှိတဲ့ရင်ဝင်လည်းဖြစ်ရင်ဖြစ်မယ်ကျွန်တော် live မှာရှာပြီးတော့မိုးရဒီမှာ live ဖတ်မှတ်ထင်တဲ့အရာတွေကျွန်တော်လုပ်ပေးမယ်ဒါကတော့ကိုတွေရောမမတွေရောတော့ပေါ့ဒီပုံမှန်3နေကြ versatile ဖြစ်တဲ့ရေမွေးတွေဟိုနိုင်ငံတော်ရေမွေးခေါ်ပေါ့ယောက်ျားလေးမှဆိုလဲဒီ Dior Sauvage တို့ YSL Wine တို့ဒီ Beauty Chanel တို့မိုးရတွေတောင်းလည်းမဖြစ်ဘူးဒီပြောမှဆိုရင်တော့အများစော်ကားပုတ်ခတ်တာလည်းမဟုတ်ဘူးဒီအများတော့အဖြစ်တွေးနေကြ live ဖတ်တဲ့3မျိုး5မျိုးတွေဆိုတာကကိုယ်မှရှိတဲ့ရေမွေးကိုပဲပြောချင်တာဖြစ်တယ်သူတို့ဆိုင်မှာရှိတဲ့ရေမွေးပြောမှဆို marketing နဲ့ကြည့်ရင်တော့မှန်တာဟုတ်ဗျရောင်းဖို့အတွက်ပဲဆိုတော့မိန်းကလေးတွေလည်းအဲ့အတိုင်းပဲသူတို့မှနိုင်ငံတော်ရေမွေးရှိမယ်ဘာဒီညာတွေကတော့ကျွန်တော်လည်းတတိရှာတော့တိတ်ပြောမတတ်ဘူးဆိုတော့ Burberry ဟာတို့ Goddess တို့အခုပေါ့ဒူချင်းနဲ့ကမာနဲ့ပါပြီးလို့ရှိရင်ဒီဘုံရှယ်တို့ရှိပါတယ်ဒီချိုးချင်းအနှံ့လေးတွေဆိုတအားကြိုက်ကြမိန်းကလေးဆိုရင်ဒါမျိုးတွေလည်းပုံမှန်မိုးတွေပဲဆွဆောင်းတွေပဲဆွကြိုက်တဲ့ဟာကိုကြိုက်တယ်လို့ဆွဘာကြောင့်လဲဆိုကိုကြိုက်တာကိုဆွတာပဲဘာမှမဖြစ်မိုးရဒီမှာဆွရမယ်လို့ဆောင်းရဒီမှာဆွရမယ်လို့ဘေးကလူနည်းနည်းအနှောက်အယှက်တွေတိတ်မဖြစ်ရင်ပြီးတာပဲအကုန်လုံးဆွလို့ရတယ်အားလုံးကျေးဇူးတင်နော်အားလုံး peace